Hello မင်္ဂလာပါလိုက်လေစစ်ချန်နယ်ကကြိုဆိုပါရစေပိုက်ခွန်နဲ့သူ့အမေနဲ့တာအမိကြမှာဖြစ်နေတဲ့အိမ်တွေရေးပြဿနာပေါ့နော်ဘယ်ကစလဲဆိုတာကိုကျွန်တော်ဗီဒီယိုပြပြီးတော့ reaction လုပ်ပေးချင်ပါတယ်ကျူလောလာလဲနေပါတယ်ဒါပိုက်ခွန်ရဲ့အမေတို့ကျူတဲ့ဒါသူ့မိသားစုပေါ့နော်မိသားစုလေးတပ်ပေါလာရိုက်ပြီးရဲ့အိပ်ပြန်နေတာဒါတို့ကျူရဲ့နောက်အိမ်ထောင်လို့ပြောတယ်ဗျကျမ်းမတော်အမတ်တရားလေးတွေမိသားစုတပ်ပေါလေးတွေရိုက်ပါတယ်ပိုက်ခွန်ရဲ့အမေတို့အဖေကွဲလို့လည်းပြောတယ်ပေါပြီလေးပါမေအသက်လေးဓမ္မမေအချစ်ဆုံးလေးပါဓမ္မတော်အသက်ဒုံကြီးပေါ့ဟုတ်တယ်ဟုတ်ဒါတော့ပိုက်ခေါ်ရဲ့အမေတို့ကျူပေါ့နော်သူကဘိတ်နဲ့ကောတောင်းဆိုတာတော့စကားအတူတူပဲသူတို့ကကောတောင်းခိုင်ကပေါ့နော်သူတို့ရဲ့ပိုက်ခေါ်ရဲ့ဇင်းမြင့်ကတော့သူရဲ့ဇာတိမျိုးလေးကတော့ကောတောင်းခိုင်ထက်ကဖြစ်ပါတယ်ဇန်လန်ကပြဿနာကဘယ်ကနေစဖြစ်လဲဆိုဒီမှာတို့ကျူတည်ထားတဲ့ post ကိုကျွန်တော်ဖတ်ပြမယ်ကျူဘွားမှာဘာပိုင်ဆိုင်မှုစီလဲမေးရင်ဒါပဲပိုင်တယ်ရာနဲ့မလဲဘူးတဲ့အသေးတွေအချစ်တွေပုတ်အုပ်ခဲ့တာပါတက်စေရတာလဲသူတို့တွေကြောင့်ရဲခဲ့တာလဲသူတို့တွေကြောင့်ပိတ်ဆက်ခဲ့ရတာလဲကြည်နပ်ခဲ့ပါတယ်ကွယ်အဲ့ဒါတော့တို့ကျူတည်ထားတဲ့ post ပေါ့နော်ဒီဓာတ်ပုံထဲမှာတော့သူ့ရဲ့နောက်အိတ်ထောင်နဲ့သူတို့ရဲ့မိသားစုပေါ့နော်ပိုက်တခေါ်တရားမပါဘူးဒီအတွက်ပိုက်တခေါ်ရဲ့ဖာတွေကအောက်မှာဒိတ်ပဲတွေမျိုးအယူဆတွေမျိုးကွဲပြီးတော့လာပြီးတော့ဒေါသကြီးနဲ့လာပြီးတော့ blader တွေပေါ့နော်ပြန်ပြီးတော့လွယ်ပိုက်လှုပ်ထားတာလေးရှိတယ်ဒီအတွက်အခုဆိုရင်ဝါတော်ကတော့အောက်ကိုဆဲခတ်ထင်းနေတာပေါ့နော်မကျေနပ်ကြဘူးပေါ့ပိုက်တခေါ်ရဲ့ဖန်တွေကဒါပေမဲ့သူတို့ဖန်တွေပြောထားသလိုဟုတ်ချင်မှလည်းဟုတ်မှာပါဒိတ်ပဲကတော့အမျိုးကောက်လွဲနေတာပေါ့နော်အရင်ကပိုက်တခေါ်သူ့အမေအတွက်ဘာတွေလုပ်ပေးခဲ့တယ်ဆိုတာကိုဒီ social platform မှာတင်ထားတာရှိတယ်ဗျတစ်ခါလည်းရှိတယ်ဒါပေမဲ့လာတိုင်းကတော့15သိန်း30တော့ကျွန်တော်ပုံမှန်ထောက်ပံ့တယ်ဒါကတော့အဖေတို့အမေတို့ဟိုပေါ့ကတော့ငွေပေါ့နော်အလူတွေကိုရစေချင်တယ်သူတို့လှုပ်တယ်သူတို့လက်နဲ့လှုပ်ထားတယ်သူတို့ကုသိုလ်တွေသူတို့ရဝါစေချင်တယ်အဲ့လိုမျိုးပေါ့အမေကျွန်တော်အများအားပြန်ဒီဘဝမှာပဲကျွန်တော်တို့ကသားမိလာဖြစ်တာဆိုတဲ့ခါကျတော့ဒီဘဝမှာအမေကျေးဇူးကိုကျွန်တော်အပြည့်ဆက်ပေးချင်တယ်အဲ့လိုပဲနောက်ဘဝရောက်ခဲ့ရင်လည်းအမေရဲ့တန်တရားမှာပါမတ်လို့ကျွန်တော်လုပ်ပေးချင်တယ်ကျွန်တော်ကျေးဇူးဆက်တဲ့နီးတွေကမှန်ချင်လည်းမှန်မယ်မားချင်လည်းမားမယ်ဒါပေမဲ့အခုဘဝမှာအမေတို့ပြေးဆောင်ထားပြီလဲကျွန်တော်နောက်ဘဝအတွက်လည်းအမေတို့ပြေးစုံစေချင်တယ်ပြည့်ရောလည်းဒီမှာဘာလဲဆိုခမန်းရမယ်မွန်းလေးပြတ်ဒီမှာသူကားလာပေးတဲ့ supply လေးထည့်ပြီနော်ခမန်းရမှာနော်ဘာလဲဆိုမေးလေးပြတ်ခမန်းရမှာနော်ဘာလဲထွက်တာအကောက်လေးပါဒီရလေးဘာလဲခမန်းရမှာဘာလဲတော့ဖွင့်လို့ရပြီကတော့ဖွင့်လို့ရပြီအမမင်းကဒီဘက်ပဲရိုက်ထားတားလို့ဒီမှာတားလို့ကမိုးလေးဆောက်ပေးတာမင်းမိုးလေးဆောက်ပေးတာအားနေပါအမေတွေဆောက်ပေးထားတယ်လို့ပြောနေရိုက်ပေးရောဖေးနမေတာဆောက်ပေးတာအကောင်လုံးမိကြိုက်တယ်ဟာတဲ့အကောင်လုံးပေးထားတာဆံမပြောလာပဲပြောလာဘိုးပြောလာဒါကတော့ပိုက်တခွန်ကသူ့အမေကို supply လုပ်ပေးထားတဲ့တိုက်နဲ့ချပေါ့နော်အခု live ဝမှာပေါ့နော်သူ့အမေတင်လိုက်တဲ့ post ကြောင့်ဒီသူ့ရဲ့ပိတ်သားတွေ fan တွေကအရန်ကိုစိတ်ဆိုးဒေါသထွက်ပြီးတော့နော်အမေတယောက်ရဲ့ဘယ်လိုပြောမလဲမြေတမ်းရှိတဲ့အမေတယောက်ပေါ့နော်တရားစင်မရှိတဲ့အမေပေါ့တကယ်ကို blame နေကြတဲ့ဟာတွေကဒီဗီဒီယိုကြည့်လိုက်ရင်ဟုတ်မဟုတ်ဆိုတာကျွန်တော်တို့သိထားမိလောက်တယ်တာမိတရောစင်ဆိုတာဘေးဘက်ဝတ်ချေကပြောသလိုဗလိသလိုမျိုးမလွယ်ဘူးဗျတာမိတရောစင်ဆိုတာအရန်ကိုကြီးမားတယ်เนาะအထူးသဖြင့်ကျွန်တော်တို့အဖေနဲ့သားဆိုတာတဲ့အမေနဲ့သားကပို့ပြီးတော့ချစ်ခင်တယ်ပို့ပြီးတော့ရင်းနှီးတယ်အမေပို့ချစ်တဲ့သားတွေကပိုများတယ်ဗျကျွန်တော်လည်းအတူတူပဲဆိုတော့ခု Facebook မှာတင်နေတဲ့လူတွေရဲ့ blame နေတဲ့ဒီမတ်တွေပေါ့နော်ကျွန်တော်ဖတ်ကြည့်ရတာတော့ဒီပိုက်တခေါ်ရဲ့အမေပေါ်မှာတော်တော်လေးပြစ်တိတ်ကဲရဲ့ဆုတ်ချတာလေဒေါသထက်တာလေအများကြီးရှိတယ်သူတို့ထင်တယ်လို့လဲဟုတ်ချင်မှဟုတ်မှဒီ post ကသူတို့ရဲ့
စိတ်တွေကိုကျွန်တော်တို့ဒွိဟဖြစ်စေတဲ့ကျွန်တော်တို့အရေးသားမျိုးဖြစ်နေတယ်ပေါ့နော်အထက်မြင်လွဲမစေတဲ့အကြောင်းအရာတစ်ခုဖြစ်နေတယ်အပိုင်တစ်ခုနဲ့သူ့မိကတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ social media ပေါ်မှာတက်ရှယ်ထားတာတော့ဘာမှမရှိဘူးလူတွေကပဲလှုပ်ယူနေတာပေါ့နော်လူတွေကပဲပြန်သနာလေးကိုပွားနေတာပေါ့နော်လူတွေကပဲဗလိမ့်ပြီးတော့ပြန်သနာမကြည့်ကြည့်အောင်လိုက်ပြီးတော့ဖွာနေတယ်လို့ဖြစ်နေတယ်ဗျာမိတ်ဆွေတို့ရောဒီဗီဒီယိုပေါ်မှာဘယ်လိုထင်မြင်ချက်တွေရှိတယ်အောက်ကမတ်ချစ်ပေးသွားလို့ရပါတယ်